က application မှာမြန်မာစာပေါင်းထည့်တဲ့နည်းတွေကိုပြောပြပါမယ်အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနည်းလေးကိုသုံးမှဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာကျွန်တော်ထဲမှာက software ရှိရမှာပေါ့နော်ဒါကတော့သိပြီးဖြစ်လိမ့်မယ်အခုလိုမျိုးသုံးမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ Play Store ကနေပြီးတော့ software လေးတစ်ခုကို down ပေးရပါမယ်အဲ့ software လေးရဲ့နာမည်ကတော့ကျွန်တော်တို့ Zapfound ဖြစ်ပါတယ်ပေါ့နော် Zapfound လေးကိုကျွန်တော်တို့ install လုပ်လိုက်မယ်ဒီနေရာမှာပြောချင်တာက Zapfound ကကျွန်တော်တို့က free သုံးမှာဖြစ်တဲ့အတွက် ADS လေးတွေတက်နိုင်တယ်ပေါ့နော်ကြော်ညာလေးတွေတက်နိုင်ပါတယ်နည်းနည်းစိတ်ရှည်ပေးပါပေါ့နော် open လေးကိုတစ်ချက်နှိပ်မယ်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ open setting တွေကိုတစ်ချက်သွားမယ်ပြီးရင်တော့ဒီနေရာမှာ notification လေးကိုလာပြီးတော့ on ပေးရပါမယ်ပေါ့နော်ပြန်ထွက်လိုက်မယ်โอเคဒီနေရာမှာဆိုလို့ရှိရင် font တွေအများကြီးရှိတယ်ဒါပေမဲ့လည်း font အများစုကတော့က support မလုပ်နိုင်ဘူးဒါကလည်းခင်ဗျားတို့သိပြီးရဖြစ်နေမှာပေါ့နော်ကိုfont အစမ်းစမ်းလေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့တစ်ခုချင်းဒီမှာလာပြီးတော့ရှာရမယ်ပြီးသွားလို့ရှိရင်တော့ down ရပေါ့နော်ပြီးသွားရင်ဆန်းပေါ့နော်အခုလောလောဆယ်ကျွန်တော်ရှာထားတဲ့ font ကတော့အဆင်ပြေရပေါ့နော်အဲ့ဒီ font လေးရဲ့နာမည်ကကျွန်တော်တို့မြန်မာ first up ပေါ့နော်မြန်မာ first up ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှုတ်လိုက်မယ်အခုလိုမျိုးတော့ကြော်ညာတက်နိုင်တယ်ပေါ့နော်ဒီຢာလေးတော့နည်းနည်းလေးသိခံပေးပါပေါ့နော်ပြီးတော့ကျွန်တော်တို့ skip လုပ်လိုက်မယ်ပေါ့နော်โอเคအခုလိုပေါ့ရင်တော့ဘေးမှာရှိတဲ့ download ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့အမှန်ကြီးလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာမှာ install Zapfound ဆိုတာလေးထပ် down ပေးရပါမယ် Play Store ကိုရွေးပါ install လုပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ open လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ grant ဆိုတာရှိပါတယ်ဒီကောင်လေးတစ်ချက်နှိပ်မယ်ပြီးရင် allow ပေးလိုက်မယ်ပြီးရင်တော့ back ပြန်ထွက်လိုက်ပါပေါ့နော်โอเคအခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေါ့နော်အခုလက်ရှိစပြီးသုံးတော့မှာဖြစ်တဲ့အတွက်အဲ့ဒီဖောင်သုံးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဆင်ပြေတဲ့ method ကိုရွေးလို့ရတယ်ကျွန်တော်တို့ method 3ကိုရွေးလိုက်မှာပေါ့နော်ပြီးရင်တော့ apply ဖောင်ပေါ့နော်ဒီຢာကဘယ်ထဲကိုသွားလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ရဲ့ဒီ theme နဲ့ကိုသွားပါတယ်ဒီနေရာမှာတစ်ခါတည်းပြောချင်တာကအခုလိုမျိုးနီလန်သုံးမှဆိုလို့ရှိရင်တော့ကျွန်တော် Xiaomi ဖုန်းတွေမှာဆိုလို့ရှိရင်မြေကောက်ဖွင့်ထားမှရပါလိမ့်မယ်ပေါ့နော်မြေကောက်ဖွင့်မဖွင့်နည်းကိုလည်းကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့ဘူးတယ်ရှားတာလွယ်အောင်လို့ပေါ့နော်အောက်က description မှာ comment မှာလည်း link ချပေးထားမယ် description မှာလည်းကျွန်တော် link ချပေးထားမယ်ပေါ့နော်မြေကောက်မဖွင့်ရရင်သွားဖွင့်လိုက်ပါပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ apply လုပ်လိုက်ပါပေါ့နော်အခုလိုမျိုးရရင်တော့ကျွန်တော်တို့စပြီးတော့ဒီဖောင်ကိုသုံးလို့ရပါပြီပေါ့နော်โอเคဒါဆိုလို့ကျွန်တော်ကတ်ထဲကိုဝင်မယ်ပြီးသွားလို့ရှိရင်အဲ့ဒီဖောင်ကတကယ်ပဲအဆင်ပြေမပြေဆိုအောင်ကျွန်တော်တို့ကြည့်ကြအောင်ပေါ့နော် new video မှာကျွန်တော်အဆင်ပြေတဲ့ဗီဒီယိုလေးတစ်ခုကိုယူလိုက်မယ်โอเคနော်အခုဆိုရင်ကျွန်တော် test တစ်ခုကိုရိုက်ပြမှာဖြစ်ပါတယ်ဒီတော့ရိုက်လိုက်မယ်စာတစ်ခုပေါ့နော်အရန်ချစ်တယ်ပေါ့နော်ကဲခုဆိုရင်တော့ရပြီပေါ့နော်ခုဆိုရင်ကျွန်တော်ဒီကောင်လေးကို export ထုတ်လိုက်မယ်တကယ်ရလားမရလားသိအောင်ပေါ့နော်โอเคเนาะကျွန်တော် gallery ထဲကိုသွားကြည့်မယ်ရရပေါ့နော်အားလုံးဒီနေ့လေးနဲ့အားလုံးအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာတစ်ခါတည်းပြောချင်တာကဒီနေ့လေးကဆိုပြောလို့အခုလိုမျိုးလေးတော့တစ်ဆင့်ပြီးတစ်ဆင့်လောက်ရပါတယ်အဆင့်မကြော်ကြပါနဲ့ပေါ့နော်အကယ်၍အဆင့်ကြော်မယ်ဆိုလို့ရှိရင်တော့ရဖို့မလွယ်ကူနိုင်ပါဘူးပေါ့နော်ပြီးတော့ဒီဖောင်းတစ်ခုတည်းပဲရတာလားဆိုတော့မဟုတ်ပါဘူးပေါ့နော်တခြားဖောင်းတွေလည်းအများကြီးရနိုင်ပါသေးတယ်ပေါ့နော်ကယ်၍ခင်ဗျားတို့တွေရခဲ့တဲ့ဖောင်းတွေရှိလို့ရှိရင်လည်း comment မှာဝင်ပြီးရေးသွားပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေပေါ့နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်